အစပိုင်းတွင်လူအများပြားကဓားကိုဆွဲထုတ်ရန်ကြိုးစားခဲ့ကြတော့လဲနှစ်300အတွင်းမည်သူမျှမထုတ်နိုင်ခဲ့ပေသို့သောထိုလူငယ်ကဓားကိုအလွယ်တကူဆွဲထုတ်လိုက်နိုင်သောကြောင့်ပတ်ဝန်းကျင်ရှိလူအားလုံးအံ့ဩသွားကြသည်ထိုလူငယ်သည်အလုံးမှအိမ်ပြန်လန်းတွင်သူတောင်းစားတဦးကိုသူ၏ပစံများအကုန်ပေးလိုက်သည်အမှန်တကယ်တွင်ထိုသူတောင်းစားသည်ဖျားသခင်တစ်ပါးဖြစ်ပြီးလူငယ်၏ရရောမှုကိုသဘောကျကာစွမ်းအားများပေးအပ်ခဲ့သည်လူငယ်သည်ချစ်သူကောင်မလေး၏မိဘများနှင့်လက်ထပ်ရန်ကိစ္စဆွေးနွေးရန်သူမ၏အိမ်သို့တွားရောက်ခဲ့သည်ထိုအချိန်တွင်ချစ်သူ၏ညီဖြစ်သူကလေ့ကျင့်နေသောနီလန်းကိုလူငယ်ကမှားယွင်းနေကြောင်းထောက်ပြခဲ့သည်ကောင်မလေး၏ဖခင်ကသူတို့မိသားစုတွင်နှစ်ပေါင်းများစွာသုံးလာသောနီလန်းဖြစ်၍မမားနိုင်ဟုဆိုကာလူငယ်ကိုအထင်မြင်သေးပြီးမောင်းထုတ်ရန်ကြိုးစားခဲ့သည်ကောင်မလေး၏ညီဖြစ်သူသည်လူငယ်နှင့်အလောင်းစားလုပ်ခဲ့ပြီးလူငယ်ပြောသောနီလန်းအတိုင်းလေ့ကျင့်ကြည့်ခဲ့သည်ထိုနီလန်းအတိုင်းလေ့ကျင့်လိုက်သောအခါညီဖြစ်သူတွင်ထူးဆန်းသောစွမ်းအားများရရှိလာပြီးလူငယ်အားအထင်ကြီးသောကတပိတ်ခံရန်တောင်းဆိုခဲ့သည်ထိုအချိန်တွင်ကောင်မလေးကိုတောင်းရန်ရောက်လာသည့်အခြားလူတဦးနှင့်ထိပ်တိုက်ရင်ဆိုင်ရပြီးဒုတိယပိုင်းကိုဆက်လက်ကြည့်ရှုရန်ဖိတ်ခေါ်ထားသည်